ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ခင်းကြီးနေချက်မြစ်လေးချက်ပြီးတော့ပစံကြောင်လေးနဲ့ကပွန်ကျဲကိုချင်းချက်ပြီးတော့ကျွန်တော်စားမှာဖြစ်ပါတယ်ရေတော့ဓမိုးလေးတက်ပါမယ်ဓမိုးလေးတက်ပြီးဝိုင်းတော့ကျွန်တော်တို့ခင်းကြီးနဲ့ချက်မြစ်လေးကိုချက်ဖို့အတွက်ချက်မြစ်ကလေးတွေကိုစားပြီးတော့တုံးလေးလီမှာပါတုံးလေးလီပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့သူချက်ဖို့အတွက်ချင်းချက်သူမျိုးချက်ကျွန်းနေတို့ကိုဒါညက်နေအောင်မျိုးစုံနဲ့ထည့်ထောင်းမှာဖြစ်ပါတယ်မျိုးစုံနဲ့ထည့်ထောင်းပြီးသွားလို့ရှိရင်တော့ကျွန်တော်စတင်ပြီးတော့ချက်မှာပေါ့နော်ဟိုမှာတဲပြားလေးနဲ့ထည့်ပြီးတော့ချက်မှာဖြစ်ပါတယ်ရင်းတော့စီလေးနဲ့ထည့်ပါတယ်ဒီလေးနဲ့ထည့်ပြီးတော့ရှိတော့ဒီလေးပူလာပြီဆိုလို့ရှိရင်ခုနထောင်းတဲ့ဒီချက်တူလေးဒီလိုဒီတော့ဘောနော်သူ့ဘောကိုကောက်တယ်အဲ့ဒါကိုရတော့မဟုတ်ဘူးတော့ဒီကနေ့တော့ဆက်ပါတယ်လိုက်တဲ့လေရွာနည်းနည်းလေးပါတယ်စမောင်းလေးပြည့်ပြီးတော့ဒီလိုမျိုးပြောပါမယ်။ဘာနဲ့တိုင်းဆုံးလေးဒီပေါ်မှာပေါင်းပြီးတော့ဒီလိုလောင်းရအောင်။ညက်ပြီးတော့ရောင်းရအောင်ပေါ့နော်။ဒီလိုဆိုတာအနေနဲ့ဒီကြီးဝိုင်းပေါ့နော်။ပြီးတော့ဒါလေးဆိုလို့ရှိရင်ကျန်နေတယ်ခုနဒီတိုင်းကျန်နေတယ်နော်ဒါထဲမှာဖြစ်ပါလေထဲပြီးတော့ကျန်နေပုံနဲ့ဒီဘောနော်ဘယ်လိုခေါ်မလဲဒီကင်းဝါတော့လုံးမှာပေါ့နော်လုံးလိုက်ပြီဒီထဲပြလုံးလိုက်ပါပြီအဲဒီထဲလုံးပါလုံးသွားပြီလုံးသွားပြီလုံးနေတော့လုံးနေတော့ရလာရှိတော့ခဏလေးဒီလေးနဲ့ထည့်မယ်ဘုရားဒီလေးနဲ့ထည့်ပါမယ်နော်ဒီလေးနဲ့ထည့်ပြီးတော့ဖုန်းလေးပေါင်းပြီးတော့အမြက်ကလေးကျက်တော့ဖုန်းလေးအုပ်ပြီးတော့ချက်မှပြပါတယ်